ငြိမ်းအေးခြင်းချမ်းသာနဲ့ပြည့်စုံနိုင်ကြပါစေ။မောင်ပြည်နယ်ရဲ့ကျက်တီဆောင်ကျက်ခမရေလေဖះမတ္တမလှပတဲ့ဒီညနေခင်းမှာပေါ့နော်။ချစ်ခင်ကြည်ညိုရိုသေကြစေဆိုတဲ့အတွေ့ကလေးတစ်ခုပေါ့။တယောက်နဲ့တယောက်ချစ်ခင်ဖို့တယောက်နဲ့တယောက်ကြည်ညိုကြဖို့တယောက်နဲ့တယောက်ရိုသေလေးစားနိုင်ကြဖို့အတွက်မြတ်စွာဘုရားကတာရဏီယသုတ်တံမှာဟောထားတာရှိတယ်အဲ့ဒါကိုနည်းနည်းပြန်ပြီးတော့သတိပေးတာမှာမြတ်စွာဘုရားပြောထားတဲ့အချက်6ချက်ပေါ့အဲ့ဒီအချက်6ချက်ကိုတို့လိုက်နာနိုင်ရင်တော့လောကကြီးထဲမှာတယောက်နဲ့တယောက်ချစ်ခင်ကြမယ်တယောက်နဲ့တယောက်ကြည်ညိုနိုင်ကြမယ်တယောက်နဲ့တယောက်လေးစားနိုင်ကြမယ်တယောက်နဲ့တယောက်ယိုသေးနိုင်ကြမယ်ပေါ့အခုတို့နိုင်ငံမှာအမတန်မှလိုအပ်နေတဲ့ချစ်ခင်မှုတွေကြည်ညိုမှုတွေအပြန်အလှန်လေးစားမှုတွေအပြန်အလှန်ယိုသေးမှုတွေဟာအမတန်မှလိုအပ်တယ်။ခဲ့တာဆိုရင်မြတ်စွာဘုရားပြောတဲ့အချက်6ချက်ပေါ့နော်။ကာယကမေတ္တာမျက်ွယ်မျက်မှောက်ကိုယ့်ရဲ့မျက်မှောက်မှာလည်းကာယကမေတ္တာနဲ့ပြုပေးရမယ်ကိုယ့်ရဲ့မျက်ွယ်မှာလည်းပဲကာယကမေတ္တာလျောက်နဲ့တယောက်ကာယကမေတ္တာထားကြရမယ်ဝစီကမေတ္တာပြောတဲ့အခါမှာလည်းပဲမေတ္တာထားပြီးတော့ပြောဆိုကြရမယ်တွေးတဲ့အခါမှာလည်းပဲတယောက်နဲ့တယောက်မနောကမေတ္တာနဲ့တွေးပေးရမယ်သူလည်းပဲချမ်းသာပါစေအလုံးလည်းချမ်းသာပါစေဆိုတဲ့အတွေးမျိုးနဲ့တို့တွေးပေးရမယ်တဲ့နောက်တစ်ခုကဘာလဲဆိုတော့ဌာနညီညာပေါ့ရလာတဲ့လတ်လာပါစေရလာတဲ့အခွင့်အရေးတွေကိုတို့ကပေးကမ်းဝေမျှတော့မယ်ဆိုရင်ညီညီညာညာကလေးနဲ့ပေါ့နော်ညီညီမျှမျှကလေးနဲ့တို့ပေးကမ်းဝေမျှနိုင်ရမယ်တဲ့နောက်တစ်ခုကသီလညီညာကိုယ်ကျင့်တရားပေါ့ကိုယ့်ရဲ့စည်းကမ်းတွေကိုယ့်ရဲ့ကျင့်ဝတ်တွေကိုယ်သီလကိုတယောက်နဲ့တယောက်ညီညီမျှမျှစောင့်တည်ကြမယ်နောက်တစ်ခုကဝါဒညီညာအယူအဆဝါဒရေးရမှလည်းပဲညီညီညာညာညီညီညွတ်ညွတ်နဲ့ရှိရမယ်ပေါ့သူကတစ်မျိုးမြင်မယ်ကိုကတစ်မျိုးမြင်မယ်ဝါဒချင်းမတူဘူးဘာသာချင်းဝါဒချင်းအယူဆချင်းမတူဘဲနဲ့အငြင်းအခုံပြုနေမယ်ဆိုရင်တော့တို့ဘလို့မှညီညွတ်မှုချစ်ခင်မှုရမှာမဟုတ်ဘူးဒါကြောင့်တို့ဗုဒ္ဓဘာသာနိုင်ငံအမိခံထားတဲ့တို့ရဲ့နိုင်ငံကြီးမှာရှိတဲ့လူမျိုးအားလုံးဘာသာအားလုံးတယောက်နဲ့တယောက်ကာယကမေတ္တာဝစီကမေတ္တာမနောကမေတ္တာပြီးတော့ဌာနညီညာတူညီတဲ့ဌာနရှိရမယ်တူညီတဲ့ကိုကျင့်သီလစီကံလိုက်နာမှုရှိရမယ်တူညီတဲ့ဝါဒပေါ့ရည်မှန်းချက်လို့လည်းပြောလို့ရတာပေါ့ဒီနော်တို့တူညီတဲ့ရည်မှန်းချက်ရှိမယ်ဆိုရင်တော့ဒါတို့နိုင်ငံကြီးတူနဲ့တူချစ်ခင်ကြည်ညိုပြီးတော့ရိုသေနိုင်ကြမှာဖြစ်တယ်ကိုယ့်ရဲ့မြို့ရွာမှာကိုယ့်ရဲ့ရပ်ကွက်မှာကိုယ့်ရဲ့အဖွဲ့အစည်းမှာကိုယ့်ရဲ့အိမ်အောင်ရေးမှာပေါ့နော်ကိုယ့်ရဲ့ဒီအိမ်အောင်တစ်ခုမှလည်းပဲတယောက်နဲ့တယောက်ချစ်ခင်ကြဖို့ညီညွတ်ကြဖို့အပြန်အလှန်လေးစားယုံကြည်မှုရှိကြဖို့အတွက်ဒီတာရဏီယဝတ်ဆိုတဲ့မြတ်စွာဘုရားဟောကြားတဲ့ဒီ6ပါးကိုတို့မှတ်သားပြီးတော့ကာယကမေတ္တာရဲ့ဝစီကမေတ္တာရဲ့မနောကမေတ္တာဒါမတ္တမရိုးရှင်းတဲ့ဤပါပဲနောက်တစ်ခုကဌာနညီညာအခွင့်အရေးတွေလတ်လာပါတွေရလာတဲ့အခါတို့ညီညီညာညာနဲ့ဝေမျှကြမယ်သီလညီညာကျင့်ဝတ်တွေလည်းညီညီညွတ်ညွတ်နဲ့တို့စောင့်ထိန်ကြမယ်ပြီးတော့ဝါဒညီညာအမြင်ချင်းပေါ့နော်ကောင်းမှုပြုရင်ကောင်းကျိုးရမယ်ဆိုတဲ့အမြင်ချင်းညီညွတ်အောင်ညီညာအောင်ပြီးတော့တို့ရည်မှန်းချက်တို့ရဲ့ဥတီချက်ညီညီညွတ်ညွတ်နဲ့ညီညီမျှမျှနဲ့တို့ထားနိုင်မယ်ဆိုရင်တော့ဒီတာရဏီယ
အကျင့်6ပါးနဲ့ပြည့်စုံမယ်ဆိုရင်တော့တယောက်နဲ့တယောက်ချစ်ခင်ကြမယ်တယောက်နဲ့တယောက်ကြည်ညိုကြမယ်တယောက်နဲ့တယောက်ယုံသေးကြမယ်ဒါဆိုရင်လောကကြီးချမ်းသာမယ်ကိုယ့်ရဲ့မျိုးရွာလည်းချမ်းသာမယ်ကိုယ့်ရဲ့အိမ်တော်စုလည်းချမ်းသာမယ်ဒါကြောင့်မြတ်စွာဘုရားပေးထားတဲ့ဒီကျင့်ဝတ်6ပါးသာရဏီယတရားကိုကျင့်ကြံပွားများပြီးတော့အလုံးချစ်ခင်စွာညီညွတ်စွာနေနိုင်ကြပါစေ